Novella ဒီနေ့မှာတော့ Novella Novella အကောင့်အစ်စ်ရပါပြီပြီးတော့အစ်စ်ဖွင့်ပြီးပါပြီပြီးပြောစရာတည်င်းအကောင့်ဆုံးရှိလို့ပါ Q&A လုပ်ပေးပါမယ် Q&A ကို Novella တာဝါလေးခုံပြီးတော့ပြောပြမှာပါ Novella idol ကို copy မိလို့ရှိရင်တော့ sorry ပါအရင်လည်းမတူပါဘူး။ तू ကတက်တော့မှလုပ်တာ Novella က YouTube မှာလုပ်တာ तू ကကြောင့် Minecraft နဲ့လုပ်တာ Novella ကကြတော့ Roblox နဲ့လုပ်တာပါအဲ့တော့မေးချင်တာမေးလို့ရပါတယ်ပောက်ခဲ့ရတော့မမေးဖို့တောင်းဆိုချင်ပါတယ်တောက်ပောက်ခဲ့ရတယ်လေပောက်ခဲ့ရတယ်လေ comment မှာမရေးထားပြပါနဲ့အခုကစပြီးတော့ comment မှာရေးလို့ရပြီနော် Q&A ဖတ်ကွန်းကိုကြတော့ဒီလောက်တင်ပေးရမယ်ဆိုလို့ရှိရင်တော့30ထိတင်ပေးပါမယ်တကယ်လို့30ထိကိုမှ comment ကိုလူအယောက်50တို့မဟုတ်30 40လောက်လူအယောက်ရှိလို့ရှိရင်တော့ comment မှာရေးတဲ့လူရှိလို့ရှိရင်တော့ Novella ကစမ်းချိန်ပြီးတော့ဘယ်လောက်ထိတင်ပေးရမလဲဘယ်လောက်ထိတင်ပေးရမလဲဆိုအဲ့လိုစဉ်းစားပြီးတော့တင်ပေးမှာပဲဖြစ်ပါတယ်အရင်ကတက်ချမ်းလို့အဲ့လိုတက်ချမ်းလို့တော့မပြောနိုင်သေးပါဘူးလူအရေးအတွက်နဲ့လုပ်ပေးမှာပဲမလို့ပါလူအယောက်25ပဲရှိလို့ရှိရင်ပတ်ထန်းထိပဲလုပ်ပေးပါပါတကယ်လို့ပတ်ထန်းထိမလုပ်ပေးဘဲနဲ့အဲ့လိုမျိုးလူရောက်နေတယ်ဆိုပြီးတော့ပတ်ထန်းထိမလုပ်ဘဲနဲ့fight ထိပဲလုပ်ပေးရင်လည်းလုပ်ပေးမှာပါအဲ့ဒါကြောင့်မို့အားပေးကြပါအမလေးဘယ်လိုလုပ်အမလေးအော်ဝါတော်ဒီရင်ပြုတ်ကြပါလို့အဲ့ဒါကြောင့်မို့ Novella ကိုလည်းအားပေးပါအောင် guys အားပေးကြပါ comment များများရေးမှအားပေးပြန်ပေးလို့ရမှာပါအားပေးပြန်ခိုင်းချလို့ရှိရင်တော့အခုရေရေးလိုက်တော့ပေါ့နော်တကယ်လို့မရေးဘူးဆိုရှင်တော့မတင်ပေးပါဘူး okay အဲ့တော့နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ရအောင်အဲ့တော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအားလုံး Novella ကို subscribe ရယ် like ရယ် comment လေးရယ်ရေးခဲ့ပေးကြပါပြီးရင် share ပေးလို့ရရင် share ပေးထားပါ okay အဆင်တော့တဒါ